ไม่สูงค่ะเนาะวันบันไดเฮาขามาด้วยข่าวอันซึกขางเขายอบพี่น้องใต้เหลียงค่ะเนาะเอาเมื่อเพื่อการซึกเสเลยกย่าซึกมานเขาเอาหมักปล่อยตายกว่า40ก่อนี่ค่ะเนาะโดยการข่าวนั้นมันได้เป็นความมานค่ะเนาะเอาข่าวตัวที่มาฮอเป็นตั้งมานค่ะเนาะKIA တမစစ်တွင်အတင်းကျပ်စုဆောင်ရေးဆွဲခဲ့ရသည့်ရှမ်းနီလူငယ်များတေဆုံး2025ဧပြီလ6ရက်နေ့မိုးရင်းမြို့နယ်ရှိ KIA အမတ်စစ်တပ်မဟာအမတ်ငါတပ်ရင်တင်တန်းကြောင်းကိုမလ31ရက်နေ့ညနေပိုင်း9နာရီချိန်စစ်တပ်ကလေရင်နဲ့ပစ်ချလိုက်ပါတယ် KIA Facebook Page များအဆိုအရစုဆောင်ရေးဆွဲထားတဲ့တင်တန်းသား40ခန့်တေဆုံးသွားတယ်လို့ဆိုပါတယ်ဒါပြင် KIA တပ်ဖွဲ့ဘက်ကအတင်းကျပ်စုဆောင်ရေးဆွဲထားတဲ့မိုးရင်းမြို့နယ်ဒေသခံရှမ်းနီလူငယ်များအဆိုပါအမတ်စစ်တပ်မဟာအမတ်ငါတပ်ရင်တင်တန်းကြောင်းတွင်လေကြောင်းတိုက်ခိုက်ခံရမှုတွင်ပါဝင်ကြောင်းတေဆုံးသွားသည့်မိုးရင်းဒေသခံမိဘတဦးစီမှသိရပါတယ် KIA တပ်ဖွဲ့သည်အင်းတော်ကြီးမိုးရင်းမိုးကောင်းမော်လူအစရှိသည့်ဒေသများရှိအတင်းကျပ်စုဆောင်ရေးဆွဲထားတဲ့လူငယ်များကို KIA တပ်မဟာစစ်တွင်တင်တန်းပို့ချလိုက်ရှိကြောင်းသိရပါသည်လွန်ခဲ့တဲ့4ရက်နေ့တောက်ကြနေ့တွင်လည်းမိုးရင်းမြို့နယ်အတွင်း KIA တပ်ဖွဲ့သည့်မိုးရင်းမြို့နယ်အတွင်းရှိဘောလုံးကွင်းပိလိရက်ခုံလက်ဖြစ်ရဆိုင်များတွင်လူငယ်အများအပြားကိုစစ်တမ်းစုဆောင်မှုများပြုလုပ်ခဲ့ကြောင်းဒေသခံတွေ့စီကသိရပါသည်စုဆောင်ရေးဆွဲပြီးအမော်ပတ်ပို့တယ်ပြောတာပဲပဲမိပမှမထက်ချင်ဘူးလေအခုလဲတေလားရှင်လားမသိတောထဲမှာအစာရေစာငတ်အောင်မယ်အခုလဲကြည့်စစ်တပ်ကစစ်မဟာစစ်ကိုလေရင်နဲ့လာပစ်သွားတယ်ပါမခံချက်စီတယ်လေ KIA တွေကအခွင့်တွေနဲ့ပိုက်ဆံချမ်းသာပြီးသူတို့လက်အောက်မှာနေတဲ့ PDF လေးတွေကလိုင်းပေါ်မှာအလူငွေတွေကောက်နေရတော့အဲ့လိုပဲစုဆောင်ရေးဆွဲချင်းခံရတဲ့နေဆက်သူဆွေမျိုးတို့ဦးကအခုလိုပြောပြပါတယ်อันนี้ก็ได้เป็นเกี่ยวกับเรื่องการที่ซึกขางเขาเงียบเอาก้นหนุ่มใต้เลี้ยงค่ะเนาะตีในเมืองอินโดจีค่ะเนาะโมยินค่ะเนาะโมเกาเขาจะในหมอรู้เขาจะในขนาดนะเงียบเอาก้นหนุ่มจะในเสร็จแล้วกับคือการซึกในที่ประหมอในขนาดเนาะกำไรทำหรือวันที่31นั่นก็ญาซึกมันเขาเอาหมักปล่อยเฉลยนะเฮ็ดให้ก้นก็ขึ้นการซึกในเมืองขางในขนาดนะตีนาตีขางนั่น40ก็เลยตายกว่ากำเหลียวในขนาดในนั้นก็ดีป้าพี่น้องใต้เลี้ยงนั่นขนาดน้องป้ากับซ่อมให้ในข่าวก่อนในก็เข้ามาเปลี่ยนเป็นข่าวให้ในข่าวไปชุนได้เช่นค่ะอย่าลืมเต็กซับสไครต์และติดตามของ YouTube เขาขาดเสียกรรมไปชุมบุกก็ค่ะ